ကဲဖွင့်ပြမှုလမ်းညွှန်ကနေပြီးတော့လမ်းညွှန်မှုလေးတွေကနေပြီးတော့ပေါ့နော်ဒီဖွင့်ပြမှုလေးစစ်ဆေးဖို့အတွက်အဆင်သင့်ဖြစ်နေကြပြီလားကျမဒီတစ်ခါမှာတော့3လကနေ4လဖွင့်ပြမှုကလေးတယောက်မှာရှိတဲ့ဖွင့်ပြမှုတွေကိုပြောပြပေးတော့မှာဖြစ်ပါတယ်ဒီတစ်ခါအလှည့်ကြတာတော့ဖွင့်ပြမှုလမ်းညွှန်လေးမှာအလှည့်ကြတဲ့အသက်အရွယ်ကလေးကတော့ကျမတို့3လကနေ4လအရွယ်ဖွင့်ပြမှုဖြစ်ပါတယ်ဒီရွယ်မှာဆိုလို့ရှိရင်ကျမတို့ကြက်သားကြီးဖွင့်ပြမှုโอเคကြက်သားကြီးဖွင့်ပြမှုမှာဆိုကျမတို့ကလေးကမှောက်လျက်နေရနေပြီးတော့ခေါင်းထောင်မယ်ရင်ဘက်ကြွမယ်မှောက်မယ်မှောက်လျက်နေမယ်ခေါင်းထောင်မယ်ရင်ဘက်ကြွမယ်ပေါ့နော်ဒါကကြက်သားကြီးဖွင့်ပြမှုပေါ့နော်โอเคကြက်သားငယ်ဖွင့်ပြမှုမှာဆိုလို့ရှိရင်အယုတ်ပစ္စည်းတွေကို180ဒီဂရီလှည့်ကြည့်တက်ရမယ်ကလေးကနော်အဲ့လိုမျိုးဒါကြက်သားငယ်ဖွင့်ပြမှုပါကဲနောက်တစ်ခုကကြတော့ကျမတို့ဘာသာစကားဖွင့်ပြမှုဘာသာစကားဖွင့်ပြမှုကနေပြီးတော့ပြောတာကိုနားလည်ချင်းမှာဆိုရင်ကျမတို့ကလေးတွေကဒီ3လ4လရှိတဲ့ကလေးကအတန်လာရတဲ့အတန်ရှိတဲ့ဘက်ကိုကျမတို့အတန်ပြုတ်လိုက်တဲ့ဘက်ကိုခေါင်းလှည့်ကြည့်တက်ရမယ်ပေါ့နော်ဘာသာစကားဖွင့်ပြမှုကနေပြီးတော့ဖြစ်ချင်တာကိုပြောပြနိုင်ခြင်းအဲ့ဒီမှာဆိုလို့ရှိရင်တော့ကျမတို့ခန်းစားချက်ပေါ်မူတည်ပြီးတော့အတန်အနှိမ့်မြင့်လေးထွက်တက်ရမှာဖြစ်ပါတယ်တခါနောက်တစ်ခုကကြတော့မိမိကိုယ်ကိုစောင့်ရှောက်နိုင်ခြင်းနဲ့လူမှုဆက်ဆံရေးပြုလုပ်နိုင်ခြင်းဒီခါဒီမှာဆိုလို့ရှိရင်တော့3လ4လအရွယ်ကလေးတွေဒီရင်းနှီးသူများကိုပြုံးပြတက်ရမှာဖြစ်ပါတယ်ဒါကကလေးတယောက်3လ4လအရွယ်ကလေးတယောက်မှာရှိတင်ရှိထိုက်တဲ့ဖွင့်ပြမှုတွေဖြစ်ပါတယ်ဒီလိုဖွင့်ပြမှုလေးကိုသိတဲ့အချိန်မှာကိုယ့်ရဲ့ baby လေးကိုယ့်ရဲ့ကလေးလေးကိုဒီအသက်အရွယ်ရောက်နေပြီ3လ4လရောက်နေပြီဒါတွေလောက်တက်နေပြီလားဆိုတဲ့ဟာမျိုးကိုcheck ပြန်လိုက်လို့ရတယ်ပေါ့နော်ကလေးစစ်ဆေးလို့ရတယ်အဲ့လိုမျိုးမရှိခဲ့ဘူးဆိုလို့ရှိရင်လည်းကိုယ့်ကလေးကိုတေချာလေးတတိထားပြီးတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်ဒီဖွင့်ပြမှုလေးရအောင်လည်းကျမတို့လေ့ကျင့်ပေးရမှာဖြစ်ပါတယ်ကျမအမြဲတမ်းပြောသလိုပဲ3လလောက်ထိတော့ကျမတို့နောက်ကျလို့ရတယ်ဒါပေမဲ့သို့တော်ညာလည်းကျမတို့အခုနောက်ပိုင်းကလေးရဲ့ဖွင့်ပြမှုနောက်ကျမှုတွေများလာတဲ့အပေါ်မှာကျမတို့ဒီဟာလေးတွေကိုသိထားရဆိုလို့ရှိရင်မမေတို့အတွက်အထောက်အကူဖြစ်မယ်လို့ထင်ပါတယ်တချို့ပေါ့နော်ဘယ်လိုပြောမလဲလက်ထဲမှာဒီဖွင့်ပြမှုစာအုပ်တွေကိုထားချင်တယ်ဆိုလို့ရှိရင်လည်းမမေတို့အနေနဲ့ကျမနာမှာမှာယူနိုင်ပါတယ်ကျမဒီစာအုပ်ကလေးတွေကိုမမေတို့အတွက်ရည်ရွယ်ပြီးတော့ပေါ့နော်ထုတ်ပေးရတာဖြစ်ပါတယ်တကယ်လို့များမဝဲဘူးဆိုလို့ရှိရင်လည်းကျမတို့ဒီကနေ sharing လုပ်ပြီးတဲ့ဟာတွေကြည့်လို့ရပါတယ်ကျမဒီချက်ချက်ဝင်ပါကလေးစိတ်ပညာသုတေသနလောက်ကိုင်မြောက်နေသူတရားဖြစ်ပါတယ်ကလေးတိုင်းကပျော်ရွှင်ပြီးကျမစိတ်ခံစားချက်တွေနဲ့နာဂတ်ကောင်းပြန်ဆိုင်စေချင်တာကတော့ကျမရည်ရွယ်ချက်ပါ